ဝက်ချန်ပြမှာပေါ့ဟာလား တရားဖြစ်နေ ဝက်ချန်ပြတာမင်းဘယ်လောက်ကြာပါလဲ တလားတော့ရှိ တလပဲရှိသေးတယ် ဟုတ်တလားပဲရှိသေးတယ် တလမတိုင်ခင်ကဝက်ချန်လုံးဝမထွက်ဘူး ဟုတ်အဲ့လိုဝက်ချန်တိုင်းမရှိဘူးပါ တလမတိုင်ခင်ကမင်းဘာတွေများမှားလိုက်မိတယ် ကတော့အရင်ကလည်းဒီလို spicy ဖြစ်တာအစားတာအဲ့လိုလည်းမဖြစ်ဘူးအခုကအိမ်ကတော့အိမ်ပြောင်းနေရတော့ပြောင်းတာအိမ်ပြောင်းလာတော့ရှိတယ်အဲ့ကရေးကြောင်းမေးလား ဖြစ်နိုင်တယ် အဲ့တခုပဲရှိတယ်ကျန်တဲ့ဟာကတော့ပုံမှန်တိုင်းပဲအရင်ဖလိုးတိုင်းပဲ ဟိုပါအလှပုံပြောင်းတာ ဒါပေမဲ့အခု current နည်းနည်းပြောင်းထားတာပဲရှိတယ် ပြောကြည့်ကြည့် မဒီကျူသုံးလို့ မဒီကျူသုံးမယ် မဒီကျူသုံးတယ်စီရမဒီကျူသုံးရော โอเค သူနာအရင်က rubber စီကအဲ့ဒီစီကသုံးတာကလင်းစင်ဝါတာစင်ပဲ စင်ပဲတွင်းစင်ဝါတာဟုတ်ပြီပြီးတော့ ဟွာကမိုက်ရှာကျတော့သုံးတာကိုစီရပဲသုံးတယ် ဆရာဘီ စီရပဲ ဟုတ်ပြီဆရာဘီမှာဘယ်လိုမျိုးလေးရေးထားတော့ daily moisturizing lotion လို့ရေးထားဘယ်လိုမျိုးလေးရေးထားတော့ အဲ့ဒါတော့ဖန်စီလေရ အဲ့ဒါရေးကြည့်ရ daily moisturizing lotion ဖြစ်ဖို့လိုတယ် normal to dry ဖြစ်ဖို့လိုတယ် dry to very dry ဆိုရင်ပြက်တယ်ဒီကြတော့ moisturizing cream ဆိုလည်းမြင်ပြက်တယ်အဲ့ဒါကိုချက်ကြတယ်နော်ပြက်လို့မရနည်းနည်းလေး ဒီကအဲ့ခရီးမလင်းနေနေတာဒါဖြစ်နေလို့ကြောင်းသုံး ဘယ်ကောင်ကြည့်လဲနော်ဟုတ်ပြီဓမ္မတာမှန်နေလား ဒီမဲ့ဒါမှန်တယ် ဓမ္မတာလည်းမှန်တယ်နော်မိမိကိုဟိုအပြစ်တင်နေတာတန်တရားရှိတာဘာမှမရှိဘူးဒီတလမတိုင်ခင်ကဘာမှားလိုက်လို့ဒီလိုဖြစ်တယ်ဆိုပြီးတော့ ဆန်ခရင်အဲ့အိမ်မပြောင်းနေရှိမှာဆန်ခရင်တကူပြောင်းလို့လာရှိတယ်ပြောင်းလာနည်းနည်းပူလေးထားအဲ့တော့နောက်ပိုင်းအိမ်မှာအိမ်ပြောင်းလိုက်တဲ့ခါမှာရေးကြောင်းအဲ့ဒီဟာပဲရှိ โอเคအဲ့တော့အခုတို့တွေသိမှုကြပြီကွသိမှုကြတဲ့အခါမှာမိမိကကျွန်တော်ရှင်ရနေပြီးတော့လိမ့်စေးတောင်စေးတော့ပဲလိုချင်တာလားဒါမှမဟုတ်ဒီမှာ treatment တွေပါလိုချင်တာလား treatment လို့ treatment လိုချင်တာနော်โอเคအဲ့တော့ဒါဆိုရင်ကိုကညီကိုကံကြဲပေးလုပ်ပေးမယ်ရောင်တဲ့အလုံးတွေကိုဝက်ချန်စေးထိုးပေးမယ်နော်ပြောကြတော့ပိုးသက်စေးနဲ့နောက်ထပ်ဗီတာမင်တစ်ခုတင်ရမယ်ပြီးရင်တောင်စေးတဲ့လိုမျိုးပဲပိုးသက်စေးနဲ့ဗီတာမင်ကိုပေးလိုက်တယ်တလားမျိုးတွေ ready လုပ်ကြည့်မယ်နော်โอเคအမိသိချင်တာဘာမေးစရာ